ဘာမှမသိချင်ဘူးကွာငါဘီယာတောက်ချင်တယ်တော့ဝယ်ပြီးတော့ ကိုကလည်းဒီနေ့ကလုံးလုံးမင်္ဂလာဦးညလေပြီးတော့အကူကအဲကိုဟောဆိုရင်အနက်နောက်ခံနိုင်တာမဟုတ်ဘူးဆို ငါနားမခံနိုင်ဘူးလို့ပဲပြောတာမတောက်တတ်ဘူးလို့ပြောတာမဟုတ်ဘူးသွားလုပ်ခဲ့သွား ဟုတ်ကဲ့ ဟာနင်ကလက်ဖက်တစ်မျိုးလေးလားအသားလေးပါလေးမပဘူးလား အသားမရှိဘူးကို မရှိရင်တော့လမ်းထိပ်သွားဝယ်တော့ ဟုတ်ကို ဟောအေးတလက်စားတယ်ရေကက်ရတယ်နောက်တဲ့ဘီယာရေယူခဲ့လာအောင်ကြားလား ဟုတ်ကိုဟုတ် ဟဲ့ငါခန်းသာရင်သွားအောင်စမ်းနင်ရဲ့ဘယ်ကြီးသားအောင်ဆက်တာမို့လို့အလောတကြီးကန်ကျင်တော့ကောင်းမဟုတ်တော့မြန်သွားတယ် ဟဲ့ငါတကယ်လူရေးမှားသွားပြီဟာနေပြောခဲ့သလိုပဲလေကိုချစ်ကိုမရှာဘဲနဲ့သူ့ချစ်ကိုရှာခဲ့ရမှာအခုတော့ငါဘွားငါးပါးမောက်ပါပြီဟာဟမ်နင်တကယ်ပြောရလားအဲ့ဆိုရင်ငါအခုထွက်လာခဲ့မယ်နော်အေးကိုဘီယာရည်နော် ဟောအေးအဲ့ဆိုမြည်သွားဝယ်လိုက်တော့လေနော် အော်ဟုတ် နင်အိတ်ခါဘာကြီးရော အော်ဟိုကဒါကလေကိုအပြင်ထွက်လက်စားနဲ့အမိုက်တစ်ခါလေပြစ်လိုက်ပြီ ညာကြီးချိန်တော့ကျမအမိုက်သွားပြင်လို့အနေကုန်ဘာလုပ်နေလဲ အခုလည်းမင်္ဂလာဆောင်လာ ဒီဟုတ်တာပဲကြပါထားတော့ငါမနဲ့မြည်တာရအောင်ဝယ်ခဲ့လိုက်တော့ကြားလား ဟုတ် အေးအော်ဒီမင်းကမြည်လေးလမ်းထိပ်ထွက်ဝယ်ခိုင်းတော့ကြားလိုက်လို့ခုဒီကိုပြန်မလာသေးဘူးပုံဆက်ကြည့်လိုက်ပါဦးမယ်ဟဲ့မီလုံးနင်ဘယ်အချိန်ရှိနေတော့ပြန်မလာသေးဘူးလားမြည်လေးထွက်ဝယ်ခိုင်းတော့ကြားလိုက်လား ပြန်မလာတော့လေ ဟင်ဘာလို့တော့ အော်ယောက်ျားနောက်လိုက်တာ ဟာနင်းယောက်ျားငါလေးဒီမှာနင်းနဲ့ငါနဲ့ဒီနေ့မှမင်္ဂလာဆောင်ထားတာဟုတ် ဟုတ်တယ်ဒါမဲ့လေရီဆောင်အောင်မောင်လေးကလားခေါ်လို့ဆိုတော့တခါလေးခိုးရလိုက်တော့လိုက်တော့တာအော်ရှင့်ကိုလေမနဲ့ကြမှာလေကွာရှင်းစာချုပ်ပို့လိုက်မယ်နော်ဒါပဲ သွားပါ ਈ ကွာဒီနေ့ကမင်္ဂလာဦးညလေးဆိုမှ